အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ပြောပြသွားမယ့်ရုပ်ရှင်ကတော့ကျွန်တော်တို့ရဲ့ Star Logi Chris Pratt နဲ့နာမည်ကျော်မင်းသမီး Rebecca Ferguson တို့အဓိကပါဝင်ထားတဲ့ Mercy 2026ပဲဖြစ်ပါတယ်ဒီက2029ခုနှစ်ရာဇဝတ်မှုတွေထူပြောနေတဲ့ Los Angeles မြို့ကြီးကိုနောက်ခံထားပါတယ်ဒါပေမဲ့ရိုးရိုး crime စကားမဟုတ်ပါဘူးလူသားတွေအစား AI ကတရားသူကြီးလုပ်ပြီးအမိန့်ချမှတ်တဲ့ Mercy Capital Court လို့ခေါ်တဲ့စနစ်တဲ့အကြောင်းကိုရိုက်ပြထားတာဖြစ်ပါတယ်ကိုယ်တိုင်ဖန်တီးခဲ့တဲ့စနစ်ကကိုယ့်ကိုပြန်ပြီးတည်တံပေးဖို့ကြိုးစားလာတဲ့အခါမှာဘာတွေဖြစ်မလဲဆိုတာကိုအခုပဲသိစိတ်သုံးသပ်ကြည့်အောင်ဗျာဇလန်းစမှာတော့ LAPD စုံတော့ Chris Raven ထိုင်ကုန်တစ်လုံးမှာအခြေခံထားပြီးတတိပြန်ရလာပါတယ်သူဟာသူ့ရဲ့ဇနီးဖြစ်သူ Nico ကိုတတ်ခဲ့တဲ့ဆိုတဲ့ဆွဲချက်နဲ့တရားရင်ဆိုင်နေရတာပါသူရှိမှ screen အကြီးပေါ်မှာတော့ Jet Metal လို့ခေါ်တဲ့ AI တရားသူကြီးရှိနေပါတယ်ဒီတရားရုံးရဲ့စီးမြင်နေရတကယ်ကိုကြောက်စရာကောင်းပါတယ်ဒီ AI စနစ်ကပဲတရားသူကြီး jury အဖွဲ့နဲ့အမိန့်စီရင်သူသုံးခုလုံးကိုအလုပ်လုပ်တာပါ screen ပေါ်မှာအပြည့်ရှိနိုင်ခြေရာခိုင်နှုန်းကိုပြသနေပါတယ်ခု Chris ရဲ့အပြည့်ရှိနှုန်းက90ကျော်မှရှိနေပါတယ် Chris အနေနဲ့90မိနစ်အတွင်းမှာအဲ့ဒီရာခိုင်နှုန်းကို92%အောက်ကိုရောက်အောင်မလျှော့ချနိုင်ရင်ဒီနေရာမှာလည်းချက်ချင်းအသက်ခံရမှာပါ Chris စီမှာရှိတာကတော့မြို့တစ်မြို့လုံးကကင်မရာတွေဖုန်းတွေနဲ့ database တွေအကုန်လုံးဝင်ကြည့်လို့ရတဲ့ municipal cloud ပါပဲအဲ့ဒါကိုသုံးပြီးသူကအပြစ်မရှိကြောင်းသူကိုယ်တိုင်သက်သေပြရမှာဖြစ်ပါတယ်ဒီကားရဲ့ထူးခြားချက်ကဇလန်းက real time တွားတာပါရုပ်ရှင်ရဲ့မိနစ်90ရာဇလန်းထဲက90မိနစ်နဲ့အတူတူပါပဲဒါပြည်သက်ကိုဇလန်းထဲမှာအတူတူအသက်ရှူမှအောင်ဆွဲဆောင်ထားနိုင်ပါတယ်ဒါပေမဲ့ပြဿနာက Chris ဟာလူသားမှုဖြစ်တဲ့အချိန်မှာရံမိုးကြီးဘာတစ်ခုမှရံဖြစ်နေခဲ့တာပါသူသတိမေ့သွားတဲ့အချိန်တွင်းမှာဘာတွေဖြစ်ခဲ့လဲဆိုတာသူကိုယ်တိုင်လည်းမမိပါဘူးဒီတော့သူဟာတကယ်ပဲတက်ခဲ့တာလားဒါမှမဟုတ်ကွက်ဆင်ခံရတာလားဆိုတာကိုကင်မရာမှတ်တမ်းတွေကတစ်ဆင့်ပြန်လိုက်ရတာတကယ်ကိုစိတ်လှုပ်ရှားစရာပါတရုပ်ဆောင်ပိုင်းမှာတော့ Chris Pratt ကတော်လေးအားစိုက်တာတွေ့ရပါတယ်ဒါပေမဲ့သူ့ရဲ့အကောင်းဆုံးစွမ်းဆောင်ရည်တွေကလှုပ်ရှားမှုတွေပေါ်မှာခြေခံထားတာများတော့အခုလိုကလတ်ထိုင်နဲ့ခြေခံထားရတဲ့အခန်းတွေမှာသူ့ရဲ့ acting တွေကတချို့နေရာတွေမှာအားနည်းနေတယ်လို့ခံစားရပါတယ် Rebecca Ferguson ကတော့အကောင်းဆုံးမင်းသမီးတစ်ယောက်ဖြစ်ပေမဲ့ဒီကားမှာတော့ခံစားချက်မရှိတဲ့ AI ရဲ့စကားပြောနေတဲ့ခေါင်းပိုင်းကိုပဲမြင်နေရတာကနှမျောစရာပါသူတို့နှစ်ယောက်လုံးတခန်းထဲမှာတစ်ခါမှအဆုံခွင့်မရခဲ့ကြပါဘူးရုပ်ရှင်ရဲ့မြင်ကွင်းတွေကိုတော့နီလန်းမျိုးစုံနဲ့ရိုက်ပြထားပါတယ်ဖုန်းကင်မရာတွေ drone ရိုက်ချက်တွေ CCTV တွေမျိုးစုံသုံးပြီးတော့ခေတ်သစ်နည်းပညာလောကကိုကောင်းကောင်းကြီးထင်အပ်စေပါတယ်ဒါပေမဲ့ဇလန်ရဲ့နောက်ဆုံးပိုင်းမှာတော့ Breaking Bad ဆန်အလှည့်ပြောင်းနေပါလာပြီးနည်းငယ်လက်လွန်သွားလို့ခံစားရပါတယ်ဇာတ်သိမ်းပိုင်းကအရန်ကို over ဖြစ်ပြီးရုပ်တည်မရှိတာလေးတွေပါလာတာကြောင့်ပြည်သက်တွေအတွက်တော့နည်းနည်းစိတ်ပြက်စရာဖြစ်နိုင်ပါတယ်ဇလန်နဲ့မယ်ကမာစီဖြစ်ပေမဲ့ကြီးစုသူတွေပုံမှာတော့ဇာတ်သိမ်းပိုင်းကတိတ်ပြီးဂုဏ်နာမရှိဘူးလို့ပြောရမှာပါခြုံငုံသုံးသပ်ရရင်မာစီယာကွန်ဆပ်အသက်ဆန်းတွေကိုကြည့်ရင်သူတွေ Chris Pratt ရဲ့ fan တွေအတွက်တော့ကြီးပြောတဲ့ကားတကားပါရန်ကတရားသူကြီးလုံးမဲ့အနာကဘယ်လောက်တောင်ကြောက်စရာကောင်းမလဲဆိုတာကိုဒီကမီးမောင်းထိုးပြသွားပါတယ်ကျွန်တော် rating ကတော့10မှာ7ပေးချင်ပါတယ်မိတ်ဆွေတို့ရောဒီလို AI တရားသူကြီးမျိုးကိုယုံကြည်ကြလားကိုယ့်အသက်ကိုစက်ရုပ်တရုပ်ရဲ့လက်ထဲမှာ90မိနစ်အထားရမယ်ဆိုရင်ရောဘယ်လိုခံစားရမလဲ comment မှာပြောသွားပေးကြပါဦးနောက်ထပ် review တွေကြည့်ဖို့ subscribe လုပ်ထားဖို့လည်းမမေ့နဲ့အောင်တော့အားလုံးကိုကျေးဇူးတင်ပါတယ်